Hi guys အားလုံးမင်္ဂလာပါကျွန်တော်နာမည် Super Crafter ဖြစ်ပါတယ်ကျွန်တော်မတွေ့ရလဲကြာပြီပေါ့နော်ဒါတော့ကျွန်တော်အမောင်ရဲ့ series တဲ့က episode 2ကိုလည်းကျွန်တော်တင်ပြပါပြီဒီတော့ကျွန်တော်အမောင်ရဲ့ series တဲ့ item တွေမိတ်ဆက်တဲ့အပိုင်းနှစ်လာပါပြီဒီနေ့မှာတော့ကျွန်တော်ဘာ item နဲ့မိတ်ဆက်ပေးမလဲဆိုတော့အမောင် gas လို့ခေါ်တဲ့ item လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါဘာကြောင့်အမောင် S မဟုတ်ဘဲနဲ့အမောင် gas ပါဘယ်လိုမျိုးလဲဆိုတော့သိကြလို့ရှိရင်Let's go. Okay. Hello. အခုကျွန်တော်ဒီ stock အခုကျွန်တော်စမ်းသပ်ထားတဲ့ item လေးကိုလည်းကျွန်တော်ဒီ comment description မှာ link ချထားပါတယ်။အဲ့ရနေပြီးတော့လည်း download ရပါတယ်။ဒါကတော့ဒီမှာ gas တွေပေါ့နော်။သူ gas တွေကိုအမောင်းပုံစံဖြစ်နေတာ။တွေ့လား။အဲ့ဒါဆိုအမောင်း gas အနီရောင်လေးပေါ့နော်။ဘာအရောင်မျိုးစုံပါလဲ။ဒါဆိုတော့အားရသူ့ရဲ့ gas လေးရမဒီဓာတ်တွေပါဒါဆိုရင်ခဲရောင်ပေါ့ဒါဆိုရင်အနီရောင်အဲ့လိုမျိုးအမောင်း gas တွေပေါ့နော်ကျွန်တော်သူ့တက်ချင်တယ်ဟာဒီရအနည်းညောကြောက်ဘူးနည်းโอเคသူ့တဲ့တော့ဘာမှမရပါဘူး HP ပဲရပါရောကျွန်တော်ခဏလေးကျွန်တော်မနေ့လေးပြင်ပြောင်းနေမနေ့တော့ပြင်နေကြတယ်ဒါဆို gas တွေတက်လိုက်လို့ရှိရင်အခုနဒီမှာပေါ့နော်ဒါတော့ပြည့်ရတယ်နော်ဒါ gas တွေအဲ့ရလာတော့ဘယ်လိုကိုပြရလဲအဲ့ဒါကဗလီဂျာတွေလည်းဒီမှာရောက်နေလားကျွန်တော်ဒီကောင်နဲ့အရင်တက်လိုက်မယ်ဒီတော့ဗီဒီယိုလေးဆုံးသတ်မှာပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ကြည့်ကြမှာဒါနဲ့ကျွန်တော် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့bye bye